ဒီဗီဒီယိုဖိုင်လေးကိုထိုင်းနိုင်ငံကိုရောက်နေတဲ့သူတွေနဲ့ထိုင်းနိုင်ငံနဲ့ဆက်ဆက်တဲ့သူတွေအားလုံးကိုကြည့်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့အခုထိုင်းနိုင်ငံကိုငပောက်လာပြီးတော့နှကမ်းမွေးနဲ့တွားတွေ့တယ်ပြီးတော့နှကမ်းသူပထမရက်ကတင်ထားတာနှကမ်းမွေးနဲ့တွေ့ပြီးတာနဲ့နှကမ်းမွေးနဲ့ပုံတင်ပြီးတော့ငစီကိုနှကမ်းမွေးနဲ့ဖမ်းခိုင်းမယ်ဆိုပြီးတော့ပုံတင်ပြီးတော့တက်လာ။အဲ့ဒါကိုတိတာနဲ့နှကမ်းမွေးကချက်ချင်းတူဖေးဖို့အကောင့်မှာတင်လိုက်တယ်။ဒီဖုန်းကြီးနဲ့သူနဲ့တွေ့တာဘာမှအခြားအကန့်မရှိဘူး။ဒီဖုန်းကြီးကသူ့ကိုတွေ့ကျင်တယ်ဆိုတော့သူသွားတွေ့တယ်။သွားတွေ့တဲ့အချိန်မှာအလုပ်သမားရေးကိစ္စရဲ့အခြားကိစ္စတွေနောက် तू ကပြောတဲ့ဟာကိုနားထောင်ပေးလာတယ်ဒီလောက်ပဲ तू နဲ့ပတ်သက်မှုကဒီလောက်ပဲအခြားအရာဘာမှမပါဘူးအကန့်မပါဘူးပြောလာတယ်ဒါသူ့ရဲ့ Facebook အကောင့်ကနေထိုင်းလို့တရားဝင်ရေးတင်လာတယ်ဒါကိုလူတိုင်းသိတယ်နော်အခုဒီမှာကြော်စိုးဦးသူတို့ဘက်ကသတင်းမီဒီယာဆိုတဲ့ကြော်စိုးဦးဘာပြောလဲဆိုတာနားထောင်ကြည့်ကွာလက်တွေ့ပြမယ်ဒီကောင်လေးဘလောက်ကလေးကကြည့်ပြောင်းလိန်ပြောင်းစားဖာကြရဲဆိုတာကိုကျွန်တော်ဗီဒီယိုဖိုင်နဲ့လက်တွေ့ကြမယ်နော်ဒါကိုကိုတိုင်းကြုံတဲ့အရာနော်ဒီထိုင်းနိုင်ငံလုံးလဲအားလုံးသိတဲ့ကိစ္စဘလို့လိန်လဲဆိုတာကြည်ဝါကြအားလုံးနော်ဒီဘောဆောက်တင်ပြပေးချင်ပါလေဒါကတော့ဒီပေါက်ဆရာတော်နဲ့ထိုင်းမျိုးသားရေးလှုပ်ရှားတဲ့ဒီနှကမ်းမွေးပေါ့ဗျာနှကမ်းမွေးတို့ဒီထိုင်းနိုင်ငံဘန်ကောက်မှာတွေ့တယ်ပေါက်ဆရာတော်ကဘန်ကောက်သွားရင်းနဲ့ဒီနှကမ်းမွေးနဲ့တွေ့တယ်ပေါ့နှကမ်းမွေးဆိုတာကဘန်ကောက်မှာတော်တော်နာမည်ကြီးတယ်ဘန်ကောက်မှာနာမည်ကြီးတာမဟုတ်ထိုင်းတစ်ခွင်လုံးမှာထိုင်းနိုင်ငံတစ်ခွင်လုံးမှာနာမည်ကြီးတာသူ့မှာလည်းဗျာအဲ့လိုကျွန်တော်တို့ဒီအမျိုးသားရေးလှုပ်ရှားတဲ့သူတွေစုဖွဲ့ထားတာပေါ့စုဖွဲ့ထားတဲ့အင်အားစုကကြီးကြီးမားမားရှိတယ်ကြီးကြီးမားမားရှိတယ်ပြီးရင်သူ့အဖွဲ့တွေကကျွန်တော်တို့ဒီထိုင်းနိုင်ငံဘန်ကောက်မြို့အပါအဝင်အခြားသောထိုင်းနိုင်ငံမှာရှိတဲ့နေရာအသီးသီးမှာတော့ဖြန့်ကျက်နိုင်တယ်ပေါ့အဲ့ဒီမှာတော့သူတို့သူ့ကိုတော့တချို့သောအဖက်တွေကဒီထိုင်းနိုင်ငံသားချင်းတချို့သူ့ကိုဆွဆွဲတာကဒီထိုင်းအမျိုးသားရေးအဆုံးရောက်လို့သူဆွဆွဲကြတယ်အဲ့တော့ဒီပေါက်ဆရာတော်နဲ့ဒီထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ကျွန်တော်တို့နှကမ်းမွေးတို့ပဲနှကမ်းမွေးတို့ဘန်ကောက်မှာတွေ့တယ်ဘန်ကောက်မှာတွေ့တော့အဲ့မှာဘာလုပ်လဲဆိုတော့ဒီပေါက်ဆရာတော်ကလည်းအဲ့မှာထိုင်းနိုင်ငံမှာရှိတဲ့ထောက်ဖို့အကြမ်းဖက်ထောက်ဖို့ပေါ့ဗျာငစီတို့အပေါအောင်အခြားသောသူတွေရဲ့အချက်လက်တွေပေးတယ်ဓာတ်ပုံတွေပေးတယ်ဒီလူတွေဟိုဖြစ်ဖို့ဖန်ဆီးဖို့သူတို့ပြောကြတယ်ပေါက်ဆရာတော်နဲ့ညနေလောက်ကကျွန်တော်တို့ဒီ online ကနေပြီးတော့ဆရာတော်နဲ့ဟိုပေါ့ဆရာတော်မြန်မာပြည်ဘယ်တော့ရောက်မလဲပေါ့ဒီကိုနှကမ်းမွေးတဲ့ဘာတွေဆွေးနွေးပြလဲပေါ့ဒါပေမဲ့ဆွေးနွေးပြလဲဆိုတော့ဆရာတော်မိတ်တယ်လက်ရှိတော့ဒီငစီနဲ့ပတ်သက်တဲ့အချက်လက်တွေဓာတ်ပုံမှတ်တမ်းတွေအကုန်ပေးထားတယ်အဲ့လိုပဲဒီတိုင်းနိုင်ငံမှာရှိတဲ့ထောက်ဖို့တွေပေါ့ထောက်ဖို့တွေနဲ့ပတ်သက်တဲ့အချက်လက်တွေဓာတ်ပုံတွေပေးထားတယ်အဲ့ဒီဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့ဒီနှကမ်းမွေးကသူ့မှာရှိတဲ့ကျွန်တော်အဖွဲ့တွေချိတ်ဆက်ပြီးတော့ဒီနေရာတွေတို့ရအောင်စုံစမ်းမယ်ရဲလက်အပ်မယ်မှတ်သားလောက်တဲ့အရေးယူမှုတွေသူတို့ပေးမယ်လို့တော့နှကမ်းမွေးကတော့ပြောတယ်လို့ပြောတယ်ဘာဖြစ်တယ်နှကမ်းမွေးကသူ့မှာရှိတဲ့အချက်လက်တွေအကုန်ပေးမယ်ပြီးရဲလက်အပ်မယ်နော်ခဏလေးမင်းစာဖတ်မတိုင်လေထိုင်းမှာမင်းတို့ဘောမရှိတာရှိလို့ရှိရင်ထိုင်းစာတတ်တဲ့ဘောမအခုဟိုနေ့တော့ဒီပြားရောက်နေချွတ်တဲ့ဘောမရေဆိုထိုင်းစာဖတ်တတ်တယ်နော်ဒီမှာကြည့်တဲ့ဒီဘေးမှာကြည့်ပါအဲ့ဒါနှကမ်းမွေးတူရဲ့ Facebook အကောင့်မှာငပောက်အဲ့ဒီ